Hallelujah ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ကျွန်တော်တို့နှုတ်ကပတ်တော်ကိုအတူတူခံယူခွင့်ပြင်ဆင်ပေးတဲ့ဘုရားသခင်ရဲ့နာမတော်ကိုရှေးဥစွာချီးမွမ်းပါတယ်ဒီနေ့ကျွန်တော်တို့အတူတူနှလုံးသွင်းခွန်အားယူဖို့ရန်အတွက်ရွေးချယ်ထားတဲ့ကျမ်းပိုက်လေးနဲ့ခေါင်းစဉ်ကတော့ရှင်မာသက်ခရစ်ဝင်ကျမ်းအခန်းကြီး73အခန်းငယ်19ကနေပြီးတော့မှ23ထိဖြစ်ပါတယ်ရှင်မာသက်ခရစ်ဝင်ကျမ်းအခန်းကြီး73အခန်းငယ်19ကနေပြီးတော့မှ23အထိမှာပါတယ်အကြောင်းအရာလေးနဲ့ကျွန်တော်တို့တို့ကခွန်အားယူသွားမှာဖြစ်ပါတယ်ကျွန်တော်ပေးထားတဲ့ခေါင်းစဉ်လေးကတော့တရားစကားကိုခံယူခြင်းကြွာချပုံဆိုတဲ့ခေါင်းစဉ်ကိုညီလေးမျိုးပုံဥပမာအားဖြင့်သခင်ယေရှုကသူရဲ့တပည့်တော်တွေကိုပြန်လည်ပြီးတော့မှရှင်းပြခဲ့တဲ့အရာအားဖြင့်ကျွန်တော်ကဒီမှာကျွန်တော်တို့ဓမ္မမိတ်ဆွေများကိုပြန်လည်ပြီးတော့မှခွန်အားယူပြန်လည်ပြီးတော့မှဝင်ငါပေးနေတာဖြစ်ပါတယ်။ဘာကြောင့်ကျွန်တော်ဒီခေါင်းစဉ်လေးကိုရွေးထားလဲဆိုရင်တော့ကျွန်တော်တို့ရဲ့ယုံကြည်သူဘုရားသားသမီးတွေရဲ့အသက်တာထဲမှာပေါ့နော်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုခံယူကြတဲ့အခါမှာတချို့တွေကတော့နားလေတယ်တချို့တွေကတော့နားမလဲဘူးတချို့တွေကတော့အဲ့နှုတ်ကပတ်တော်အပြင်ခွန်အားရကြတယ်တချို့တွေကတော့နှုတ်ကပတ်တော်ကိုနှုတ်ကပတ်တော်အတိုင်းပဲသူတို့ကကြားကြတဲ့အခါမှာသူတို့ရဲ့ဘဝအသက်တာထဲမှာပြောင်းလဲမှုတွေမရှိဘူးဘုရားရဲ့နှုတ်ကပတ်တော်ရဲ့ကောင်းကြီးမင်္ဂလာကိုသူတို့ကမခံစားရတဲ့အရာတွေကိုတွေ့ရတဲ့အတွက်ကြောင့်ဖြစ်တယ်ဆိုတာကိုကျွန်တော်ကရှင်းဥစွာပြောကြားခြင်းပါတယ်ဟုတ်ကဲ့ပါဒါဆိုကျွန်တော်တို့နှုတ်ကပတ်တော်ကိုအတူတူကဖတ်ကြည့်ကြရအောင်ရှင်မာသက်ခရစ်ဝင်ကျမ်းအခန်းကြီး73အခန်းငယ်19မှ23လမ်း၌အစိတ်ကိုကျဲခြင်းအကြောင်းအရာကနိုင်ငံတော်၏တရားစကားကိုကြား၍နှလုံးမသွင်းသည်ရှိသောနှဆိုးလာ၍နှလုံး၌ကျဲသောအစိတ်ကိုနှုတ်ယူတတ်သည်ဟုဆိုလိုသည်ကြောက်ပေါ်သောအရက်၌အစိတ်ကိုကျဲခြင်းအကြောင်းအရာကတရားစကားကိုကြား၍ဝမ်းမြောက်သောစိတ်နှင့်ချက်ချင်းခံယူတော်လေစိတ်နှလုံး၌အမြင့်မဆွဲခဏသာတည်သည်ဖြင့်တရားစကားကြောင့်အမှုအခင်းနှင့်နှင်းဆဲခြင်းကိုခံရသောအခါချက်ချင်းဖောက်ပြန်တတ်သည်ဟုဆိုလိုသည်စူးပင်တို့တွင်အစိတ်ကိုကျဲခြင်းအကြောင်းအရာကတရားစကားကိုကြား၍လောကီအမှု၌စိုးရိမ်ခြင်းနှင့်စီးစိမ်ဥစ္စာ၏လှည့်စားခြင်းသည်တရားစကားကိုလွှမ်းမိုးညှင်းဆဲတတ်သောကြောင့်အတိမသိနိုင်ဟုဆိုလိုသည်ကောင်းသောမြေ၌အစိတ်ကိုကျဲခြင်းအကြောင်းအရာကတရားစကားကိုကြား၍နှလုံးသွင်းသဖြင့်အစ30အစ60အစ100ပွားများ၍အတိတိတတ်သည်ဟုဆိုလိုသည်ဟုမိန့်တော်မူ၏ဖတ်ကြားသောနှုတ်ကပတ်တော်အားဖြင့်ရောက်ချင်းစီတန်းကိုဘုရားသခင်ကောင်းချီးပေးပါစေဟုတ်ကဲ့ပါကျွန်တော်တို့ဒီနေ့ဖတ်ကြားသွားတဲ့နှုတ်ကပတ်တော်ကတော့ရှင်မာသက်ခရစ်ဝင်ကျမ်းအခန်းကြီး73အခန်းငယ်19မှ23အတွင်းမှာပါတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ဒီအကြောင်းအရာကိုတော့ကျွန်တော်တို့တခြားခရစ်ဝင်ကျမ်းတွေမှာလည်းတွေ့ရပါတယ်ရှင်မာကုခရစ်ဝင်ကျမ်းနဲ့ရှင်လုကာခရစ်ဝင်ကျမ်းတွေမှာလည်းဒီအကြောင်းအရာကိုကျွန်တော်တို့တခြားပုံစံတစ်မျိုးနဲ့တွေ့ရပါတယ်ဟုတ်ပြီဒါဆိုကျွန်တော်တို့ဆက်ပြီးတော့မှသွားရအောင်ဟုတ်ကဲ့ပါသခင်ယေရှုကကျွန်တော်တို့ဒီသူ့ရဲ့လူတွေကိုဆုံးမဩဝါဒပေးတဲ့ပုံစံတွေကတော့အများကြီးရှိပါတယ်အဲ့ဒီထဲကထင်ရှားတဲ့ပုံစံတစ်ခုကတော့ပုံဥပမာတွေနဲ့ပေးပြီးတော့မှလူတွေကိုဆုံးမဩဝါဒပေးတဲ့ပုံစံပဲဖြစ်ပါတယ်အဲ့ဒီထဲကတစ်ခုကတော့ကျွန်တော်ဒီနေ့ဝင်ငါပေးမယ်မြေလေးမျိုးပုံဥပမာပေါ့နော်အဲ့မြေလေးမျိုးပုံဥပမာအဖြစ်သခင်ယေရှုသည်ဘုရားသခင်ရဲ့စကားတော်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကိုခံယူကြတဲ့သူတွေတူပေမဲ့ကျွန်တော်တို့ရဲ့ဘုရားရဲ့နှုတ်ကပတ်တော်ကိုရရှိသွားတဲ့အနှစ်သာရပေါ့နော်ဘုရားရဲ့နှုတ်ကပတ်တော်ကိုဘယ်လိုမျိုးရရှိသွားလဲဆိုတဲ့အရာတွေကတော့ကွာခြားတဲ့ပုံစံတွေကိုသခင်ယေရှုကဒီနေ့နှုတ်ကပတ်တော်မှာပေါ်ပြထားတာဖြစ်ပါတယ်ဒါကတော့သူတပည့်တော်တွေကိုသူကပြန်လည်ပြီးတော့မှအ내အထိပ္ပယ်နဲ့တကွာပြန်လည်ပြီးတော့မှရှင်းပြထားတဲ့အကြောင်းအရာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့အကြောင်းအရာထဲမှာတော့အဓိကတွေ့ရတဲ့မြေလေးမျိုးကတော့ဘာတွေလဲဆိုရင်တော့နံပါတ်1ကတော့လမ်းမြေဖြစ်ပါတယ်နံပါတ်2ကတော့ကြောက်ပေါ်သောမြေဖြစ်ပြီးတော့မှနံပါတ်3ကတော့စူးပင်ပေါ်သောမြေနောက်ဆုံးမြေကတော့ကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်းပဲကောင်းသောမြေပဲဖြစ်ပါတယ်ပေါ့နော်ဟုတ်ကဲ့ပါဒီတရားဟောချက်ကိုတော့ကျွန်တော်တို့တရားဟောတဲ့ဆရာကြီးတော်တော်များများဟောတဲ့တရားဟောချက်လည်းဖြစ်တယ်လို့ကျွန်တော်ကပြန်လည်ပြီးတော့မှခွန်အားယူတိဆောက်ပေးတဲ့အကြောင်းအရာကတော့ကျွန်တော်တို့ဘုရားရဲ့နှုတ်ကပတ်တော်ကတော့ဘယ်အချိန်မှခံယူပေါ့နော်ကျွန်တော်တို့ရဲ့အသက်တာထဲမှာအသစ်သောအရာတွေကိုပေးတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီနေ့ဘုရားရဲ့နှုတ်ကပတ်တော်ကိုပြန်လည်ပြီးတော့မှ remind ပြန်လုပ်ပေးခြင်းဖြစ်ပါတယ်ကဲဟုတ်ပြီဒါဆိုတော့ကျွန်တော်တို့
ကျမ်းစာထဲမှာဖော်ပြထားတဲ့အတိုင်းပဲနံပါတ်1လမ်း၌အစိတ်ကိုကျဲခြင်းအကြောင်းအရာကတဲ့နိုင်ငံတော်၏တရားစကားကိုကြား၍နှလုံးမသွင်းသည်ရှိသောနတ်ဆိုးလာ၍နှလုံး၌ကျဲသောအစိတ်ကိုနှုတ်ယူတတ်သည်ဟုဆိုလိုသည်နံပါတ်1မြေကတော့လမ်းမြေဖြစ်ပါတယ်ကျွန်တော်တို့ဥပမာအနေနဲ့ကျွန်တော်တို့ဒီထဲမှာကျွန်တော်တို့နှုတ်ကပတ်တော်နားထောင်နေတဲ့အထက်မှာစိုက်ပျိုးရေးသမားတွေလည်းပါကောင်းပါနေပါတယ်ပေါ့နော်ကျွန်တော်တို့မျိုးစိတစ်စစ်ကိုလမ်းမှာသွားပြီးတော့မှချထားကြည့်လိုက်ပါလမ်းမှာချထားမယ်ဆိုရင်ကျွန်တော်တို့ဘာဖြစ်မလဲဆိုရင်ကြက်တွေရှိမယ်ငှက်တွေရှိမယ်ကျွန်တော်တို့လမ်းမှာသွားနေတဲ့လူတွေရှိမယ်ကျွန်တော်တို့ယင်တွေရှိမယ်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်လမ်းမှာသွားပြီးတော့မှမျိုးစိစိုက်တယ်ဆိုတာကတော့ကျွန်တော်တို့အတွက်လုံးဝမဖြစ်နိုင်တဲ့အရာဖြစ်ပါတယ်ဒါအဲ့လိုမျိုးပဲကျွန်တော်တို့ရဲ့အသက်တာထဲမှာဖခင်ရဲ့နှုတ်ကပတ်တော်ကိုခံယူတဲ့အခါမှာလေကျွန်တော်တို့ရဲ့စိတ်နှလုံးဒီလမ်းမြေကဲ့သို့ဖြစ်နေမယ်ဆိုရင်တော့ဖခင်ရဲ့နှုတ်ကပတ်တော်ကကျွန်တော်တို့ရဲ့ကြားပြီးတော့မှခဏလေးပဲပြန်ပြီးတော့မှပျောက်သွားမယ်ဆိုတာကိုတွေ့ရပါတယ်ဒီနေ့နှုတ်ကပတ်တော်မှာပြောထားသလိုပဲနိုင်ငံတော်၏တရားစကားကိုကြား၍နှလုံးမသွင်းသည်ရှိတော့တဲ့နတ်ဆိုးလာ၍နှလုံး၌ကျဲသောအစိတ်ကိုနှုတ်ယူတတ်သည်ဆိုလိုသည်ပြောရင်းတဲ့အိဗယ်ကတော့ကျွန်တော်တို့ဖခင်ရဲ့နှုတ်ကပတ်တော်ကိုကြားပြီးတော့မှနှလုံးသားထဲမှာခံယူခြင်းမရှိတဲ့သူတွေရဲ့အသက်တာကိုပြောနေတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာထဲမှာနှုတ်ကပတ်တော်ကိုကြားရတယ်ဒါပေမဲ့ကျွန်တော်တို့ဘာကြောင့်ခွန်အားမရတယ်လဲဘာကြောင့်နားမလဲတာလဲကျွန်တော်တို့ဘာကြောင့်ဖခင်ရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့ကလုံးဝသူ့ရဲ့အနှစ်သာရကိုနားမလဲတာလဲလို့မေးလို့ရှိရင်ကျွန်တော်တို့ခံယူခြင်းခွာခြားနေလို့ဖြစ်တယ်ဆိုတာကိုသိရပါတယ်ဒါကြောင့်နံပါတ်1အနေနဲ့လမ်း၌ကြားတဲ့မျိုးစေ့ပုံစံမဖြစ်ဖို့ရန်အတွက်အရေးကြီးတယ်ဆိုတာကိုကျွန်တော်ကဒီနေ့ထောက်ပြဝင်ငါပေးတာဖြစ်ပါတယ်ဒါဟုတ်ပြီဒါဆိုကျွန်တော်ရဲ့အသက်တာထဲမှာမျိုးစေ့တစ်စိတ်ကိုလမ်း၌စိုက်မယ်ဆိုရင်လုံးဝဖြစ်နိုင်တယ်လို့မျိုးပဲဖခင်ရဲ့နှုတ်ကပတ်တော်ခံယူတဲ့ကျွန်တော်တို့ရဲ့နှလုံးသားမြေကလည်းလမ်းမြေကဲ့သို့ဖြစ်နေမယ်ဆိုရင်လုံးဝမဖြစ်ဘူးဆိုတာကိုကျွန်တော်နံပါတ်1အနေနဲ့အရေးကြီးဆုံးအချက်တစ်ချက်အနေနဲ့ပြောကြားလိုပါတယ်ဟုတ်ပြီနံပါတ်2ကိုဆက်ပြီးတော့သွားကြရအောင်ကြောက်ပေါ်သောအရက်၌အစိတ်ကိုကျဲခြင်းအကြောင်းအရာကတဲ့တရားစကားကိုကြား၍ဝမ်းမြောက်သောစိတ်နှင့်ချက်ချင်းခံယူတော်လေစိတ်နှလုံး၌အမြင့်မဆွဲခဏသာတည်တယ်ပေါ့နော်ခဏသာတည်တဲ့ဖြင့်တရားစကားကြောင့်အမှုအခင်းနှင့်ညင်ဆဲခြင်းကိုခံရသောအခါချက်ချင်းဖောက်ပြန်တတ်သည်ဟုဆိုလိုသည်နံပါတ်2ကျွန်တော်တို့ကြောက်ပေါ်သောအရက်